iPhone တွဲerror ဘာဖြစ်နေရလဲဆိုတော့သူက Wi-Fi နဲ့ဆင်းလိုက်နေပေါ့နော်ခါကြရင်ဆင်းရ no ဆင်းဖြစ်သွားတယ်ပြီးတော့ရင်ပြန်ရရင်လည်းရတယ်ပြီးတော့ Wi-Fi လည်းအဲ့လိုပဲပွင့်ရင်ပွင့်တယ်မပွင့်ရင်မပွင့်ဘူးပေါ့နော်ကျွန်တော်နှစ်ချမ်းခွာကြည့်တဲ့အချိန်မှာဒီ layer set တွေမှာ oxide ဖြစ်တဲ့နေရာတွေအများကြီးပဲဒီ CPU နောက်တစ်ခါပို့ဆိုးတယ်ဒါ oxide တွေဒါအများဒီဘက်ဟိုဘက်တွေလောဆယ် oxide ကိုခဲပေချာလေးလောင်းပေးတာပေါ့နော်ခဲဝါတဲ့အနေထားပေါ့ဒါကတော့နော်ဒါအခုကျွန်တော်တို့ဒါပြန်ကတ်တော့မှာနော်ပြန်ကတ်တော့မယ်ကျွန်တော်တို့ layer ပြန်ကတ်မယ်နော်ဒါ layer ခဲပေါ်တာပေါ့နော်ခဲပေါ်ပြီးတော့ပြန်ကတ်မယ်ကျွန်တော်တို့ကမိုးမသုံးဆိုရင်ကန်းနဲ့ပဲကတ်ကမှာပေါ့ကျွန်တော်ကတော့9008မှာအပူ900လေးတရားသုံးပါတယ်အဲ့လိုသုံးမှပဲအဆင်ပြေပါတယ်နော်ဒါမှပဲသူကတွဲရ iPhone တွဲရကြတော့သူက layer ရှည်ရအောင်ရှည်တဲ့ခါကျတော့အပူနဲ့တစ်ဖက်ကပူရင်တစ်ဖက်ကအေးွားတာမျိုးအဲ့လိုဖြစ်တတ်လို့နော်ကောင်းတာတော့900တရားနဲ့သုံးနိုင်ရင်ကောင်းပါတယ်ခဲဒီလေးတော့ကျန်တင်းတက်ချင်တဲ့သူတွေလည်းပတ်စင်ကိုအတွက်အဲ့လိုရပြီเนาะအဲ့လိုရပြီအဲ့တော့ကျွန်တော်ဖုန်းမဲ့ဆက်ပေးပါဘာလို့လဲဆိုတော့အလုပ်တစ်ဖက်နဲ့ဆိုမအားဘူးပေါ့နော် online ကနေစာတွေပဲပို့တာဆိုရင်ကျွန်တော်မကြည့်ဖြစ်လိုက်တာများမယ်ဗျနော်အဲ့ကြောင့်ဖုန်းမဲ့ဆက်ပေးပါကဲထိုင်မယ်ဗျ900ပဲဒီကတဲ့ခါကျရင်တော့ဟတ်တက်လေးတော့ပူပန်တိတ်ကလေးအုပ်ထားတာပိုကောင်းတယ်နော်အဲ့တော့အခက်မတင်ရင်ဟတ်တက်ကတက်ကြွသွားရင်တလုံးရှုပ်တာပါဗျာနော်အဲ့ဒါပြန်ပြီးတော့ပြန်ထားရတာလည်းဆိုတော့အဲ့ဒါတော့လောက်ပါလာတယ်အလေးရောက်ဒီလိုကတ်တဲ့အချိန်မှာအကောင်းဆုံးတော့900တရားနဲ့မှအဆင်ပြေပါမယ်ဒီတွဲ series ဆိုတော့ဒါကြောင့်လဲဆိုတော့ရှည်ပါပဲเนาะသူဒီစောက်ပေါ်ရှည်တယ်ပြီးတော့ကျွန်တော်တို့ကအပူနည်းနည်းနဲ့သွားလုံနေမှာဆိုရင်တစ်ဖက်ရောက်နေတဲ့အချိန်မှာတစ်ဖက်မှာအေးနေပြီးတော့ကြာကြီးလုံနေရတာမျိုးဖြစ်နိုင်တယ်เนาะရရပြီနော်လှုပ်ကြည့်မယ်အခုလှုပ်နေပြီနော်โอเค
ဒီလိုဟတ်တက်ကိုဒီလိုပူကံပြားလေးအုပ်ထားတာကောင်းနော်ဟောဆိုခံနဲ့ဆိုတော့ဟတ်တက်ကိုသွားပြီးခဲသွားတာလို့ဖြစ်လာတယ်ကျွန်တော်ဒီမှာအဆက်ကလေးတစ်ချက်ကြည့်အောင်အဆက်ကလေးကောင်းတယ်စမ်းမယ်ဗျာနော်ဖုံးကလေးကတော့သူက profile လုံးလေးပေါ့နော်ဒါပေမဲ့လည်း service ရာဆိုတာကတော့ကိုရှိကိုလာပြင်းတဲ့ဖုန်းဆိုရင်ဘာဖုန်းပဲဖြစ်နေပါစေပေါ့နော်အဆင်ပြေနိုင်တယ်ဆိုရင်တော့ကိုကစတန်မှာအဆင်ပြေအောင်တော့လုပ်ပေးရတာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ power key ဒီက power key ချိုးတက်မယ်ကျန်တာအကုန်တက်လိုက်ပါမယ်ဟောဆိုတော့ဒီ CD တွေမှာ logo လဲတာဖြစ်တတ်လို့ဒါကင်မရာerror ကစင်ကတ်ကတက်ချင်တက်တယ်မတက်ချင်မတက်ဘူးเนาะအဲ့တော့မိုးရဖန်ဝက်ပြောင်းနေတာမျိုးလည်းမဟုတ်ဘူးစင်ကတ်တက်ရင်တက်မတက် Wi-Fi ဆိုရင် Wi-Fi ပွင့်တယ် Wi-Fi စစ်ဟိုဟာတွေ Wi-Fi line တွေတက်မလာဘူးပေါ့เนาะအဲ့လိုဖြစ်တာအောက်ချမ်းတက်မယ်အဲ့ကျွန်တော်မှန်လေးတက်မယ်ဒီနေ့ဖွင့်ကြည့်အောင်တော့ပန်းဒီလိုတက်လာပြီဒါစင်ကလေးထည့်တာစမ်းကြည့်မလားဒီခါလဲဒါတော့ပြင်မာပိုတက်ဝယ်လို့ရတယ်ခဲပေါ်စကားပေါ့နော်WL ဆက်မရှိသေးတဲ့သူပြီးရင်မိုးမရှိသေးတဲ့သူဆိုရင်ဒါအပြင်မှာတက်ဝယ်လို့ရပါတယ်ကဲတက်လာပြီကြည့်ကြည့်အောင်အခုနစာတော့တက်တယ် session ထဲဝင်ကြည့်အောင်channel ရဟော cellular issue ဖြစ်နေတော့ကအမိုဒမ်ဖုန်းပြောင်းနေတယ် cellular issue ဖြစ်နေသေးတယ် Wi-Fi အဆင်ပြေမလားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအောက်က base band layer ကိုပြင်ရတော့မှာ Wi-Fi ကတော့အဆင်ပြေသွားပြီနော်သူက Wi-Fi ကဖွင့်လို့ရတယ်ဒါဒီလိုမတက်တာပေါ့နော် Wi-Fi တော့အဆင်ပြေသွားပြီ cellular issue ကိုကျွန်တော်ထပ်ပြင်ရမယ်ပေါ့